45ရက်အသားငါမစားခဲ့ဘူးဒါမဲ့ဒီခါပူခတ်နေ Holy Week မှာကလေးတွေဘာ challenge လုပ်လိုက်တာလဲ Tamin Masabu Istati မဖြစ်နိုင်ပါဘူးမလုပ်နိုင်ဘူးထင်တယ် Papa Tamin Masawe Nenayla. ပါတော့သမင်းမစားပဲနဲ့မနေနိုင်ဘူးသမင်းအရမ်းကြိုက်တယ် ကလေးရောကလေးတွေလုပ်တဲ့ challenge ကို accept လုပ်လားလုပ်နိုင်မလား လုံနိုင်ပါလေ လုပ်နိုင်တယ် လုံနိုင်တယ် ဒီမနေ့ပြန်စပြီးတော့စရမှာပေါ့ခံနိုင်မလားကြည့်ကြရအောင်နော် ကြည့်မယ် Okay Papa show me Tamin Sabi. Tamin. I swear. ကဲကလေးတွေကတော့ဟိုမှာ Easter ထိထမင်းမစားဘဲနဲ့ဟာဇရာဆွဲနေကြပြီဘိုင်းရဲ့ဘာတွေသိလဲတော့ပြောပြပါဦး Kauswe ဟုတ်တယ်အဲ့ဒါခေါက်ဆွဲ and ဘာတွေသိပြီလဲကွာ to Kauswe The Yelp cow swear. Tamin cow swear. Huh? ဟုတ်တဲ့ဟာလည်းသိလားစီတက်ခေါက်ဆွဲကဲအမလီယာဒီကဘယ်လိုပြောတာလဲထမင်းခေါက်ဆွဲ Tamin cow swear. ထမင်းခေါက်ဆွဲလို့မဟုတ်ဆန်ခေါက်ဆွဲလို့ခေါ်တယ်နော်မှတ်ထားရင်နော်နောက်ခေါက်ပြန်ဘယ်လိုပြောမလဲ San cow swear. ဘာပြောကြည့် Sang Kauswe ဆန်ခေါက်ဆွဲဟုတ်တယ်ဆန်ခေါက်ဆွဲ Tamin. မဟုတ်ဘူးဆန်ခေါက်ဆွဲကဲဘာတွေလုပ်နေလဲကလေးတွေဒီပြောပါ Geji guy. ဟာ စားလို့မကောင်းခောက်သွဲတွေစားလို့မကောင်းသမင်းကိုသတိရပထမဆုံးစားလိုက်မယ်နော်တကယ်ဟာနောက်နေတာ April Fool oh this is ကဲဒီနေ့ကနေစပြီးတော့ no rice challenge မှာသူများတွေကိုတစ်နေ့3ဘူးစီပေါ့လှူမယ် ဘုရားကျောင်းပါတော့လူမျိုးပါ To post it on social media? Yeah you can Yeah? no Oh, problem no. Could you also bless this for me? Sure. Yeah. Because we use it we glorify your name and we fruit rise our Lord amen Yeah. Thank you. okay All right. Thank you. ဒီဘယ်လိုလဲထမင်းစားကြင်ကြလား စားချင်ဘူး ဟမ် Meme Gulome ဘာလုပ်နာလဲအဲ့ဒါဘာမှလို့ဘယ်လိုပြောရလဲ Metibu နေ့ပြန်ပါစားမှာလဲ The Yelp cow swear. ဒီဖူရောက်ပါပြီ How is the noodle right? you know I might judge that Jesus called Machipula ချစ်တဲ့ Master Taku. Yeah. ရအောင်လုပ်ပါလား Yeah, oh, Lopala. ဟုတ်တယ် wait Papa to say for you ပါစားတယ်အများကြီးရှိတယ် Dagaro Easter. Yonde. Scoreboard bar. Papa go start to cook ya on. Pure tade. Chow yen net giant. Day net pian la kepe tata. Montazia, the den to coop your man. Dine Papa start to coop yappy. Papa Dine to Minnesota. Balloonele. ကောင်းတယ် Naja ye Tamasane. မစားပါဘူး Alome Happy Easter Bar စားလို့ရပြီသမင်းစားလို့ရပြီအသားစားလို့ရပြီ ကဲဘယ်သူတွေဘယ်နှခုရလဲပြောပါဦး Papa go on. Sorry. Nip Maku. နှစ်ခုဟုတ်တယ်ဘဘက2ရက်မစားဘူး2ခုရ